对，ဒီနှစ်ယောက်လာတယ်ဟုတ်ပြီဟုတ်ထမင်းဖိုးလေးပေးပါလား ဟောညီလေးဖိုက်စားလို့လား ဟုတ်ဆက်လို့ ရှားတယ်လေကိုကြီးကလူနေကြလူတန်းရက်ရော်တယ် နော်ရော်တယ်ဟုတ်ပြီဟောအေးတောင်းတယ် ဟောကြီး အထီပေါက်ဟုတ်နိဗ္ဗာန် ရောက်ဟုတ်တယ် အလုံးမတွေ့တောင်းတာနောက်တစ်ခါနားမမတွေ့ချင်နဲ့ချောက်ခွဲရပလိုက်မယ် ဟာ အယောဒီမှာ အေးကွာနော်ဒါတော့နည်းနည်းများသွားပြီမင်းတို့နော်တက်လာတောင်းတန်နေကြတဲ့မှာကွာနော်အဲ့တရားဘာလို့စားလို့ရလဲကွာကဲအားလုံးပဲမင်္ဂလာပါ Sky Blog ကနေပြီးတော့ပြက်လက်ကျဆိုရယ်ကဲဆိုတော့ကျွန်တော်တို့ဒီနေ့ထုံးစံအတိုင်းပဲပေါ့နော်ကျွန်တော် reaction video လေးတွေအတူတူကြည့်ကြမှာပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ပေါ့နော်ဗီဒီယိုလေးတွေမကြည့်ခင် Sky ရဲ့ YouTube channel လေးတွေပေါ့နော် subscribe လေးမလွတ်သေးဘူးစင်လုပ်ထားပါလို့ပြောချင်ပါတယ်ကဲဆိုတော့ကျွန်တော်ဗီဒီယိုလေးစလိုက်အောင် သူမိုက်ဆိုရင်ချောင်းတွင်လဲလို့မမီဝဲနဲ့ကင်းအောင်နေငါတကယ်ချင်းကြံကန်သားနော်မြို့ဒုက္ခသူတွေနဲ့ပေါင်းပြီးတော့မင်းပျက်စီးနေတာပေါ့ဟိုဘကမြို့ကိုနော်ကလေးတယောက်လည်းရပြီခုထိမရင်ချက်သေးဘူးအတိခောက်ခက်အဝင်နဲ့နေတော့နော်ကြီးမိုက်ကြီးကနေ့ဒုက္ခရောက်မယ်ကနေ့ဒုက္ခရောက်မယ်မေပေါ်တွေပြောမနေနဲ့ အပေါင်းတဲ့မှာဖြစ်လာအဲ့လိုစောက်ချင်းစောက်ရပြောတဲ့လူကရှိကိုရှိတယ်နော်မင်းတို့သတိထားမိလာတော့မသိကိုရီဆိုအဲ့လိုကိုကတော့အပေါင်းတဲ့မှာကိုကစောက်ချင်းစောက်ရပြောဆုံးပေါ့နော် Okay ပလင်းကခုမှဖွင့် 你到买东西来给来。 အေး တာဘူးရ ရှာရှိရ အာလူငယ်ကွာ အဲ အဲ့ဒါအများကြီးချိုးသွားရအောင်ပါ အာ 啊，都你不？好，我不到买，我给拿给你。 အေးလည်းရနေဖြစ်နေပြီ 哎呦我的妈 ဟာပလင်ပါမရှိတော့ဘဝအတွက်အများကြီးစူးစမ်းအောင်ပါတဲ့နော်ဘဝအတွက်အများကြီးစူးစမ်းအောင်ပါတောက်လို့မဖြစ်ဘူး America Canada 中国 တရုတ် 喵。 မြန်မာဟမ် 你好，我是搞诈骗的。不， ရှာတဲ့ကပနီယာပါဒါဟာတာမို့တကယ်တော့ Okay အစားမတော်တလုတ်တယ်အသွားမတော်တလန်းလာလားဟောမသိတော့အဲ့ဒါကြည့်ကြလောက်ကြနော်မကြည့်သူများနိုင်ငံတော့နောက်တစ်ခေါက်ကြည့် America US ကနေကနေဒါအစီအပြေတရုတ်ကနေမြန်မာနေဆက်စွာနဲ့ကြားဖြတ် 你好，我是搞诈骗的。不， ကြားတဲ့ကပနီယာပါတော့တေးရနော် Okay ဒါမှမဟုတ်ကျင်းပြီကျင်းနေတာဗောသူပဲမှာပိုက်ဆံတော့ထုတ်ပြီးတော့တီဆိုင်မှာပစ္စည်းလာဝယ်မယ်လို့ငါသတင်းတိကျရထားတယ်အာမတွေ့လားအဲ့ဘွားတော့ဟုတ်တယ်ဘွားတော့ဟော ဘွားတော့လဲတတခါရဲ့ထူးတာနော်လာလျှောက်တယ်ပူသား ကိုနားလေးမှာသွားဆောင်း ဒီက မင်္ဂလာပါရှင်တီကီကကြိုဆိုပါရရှင် ဟိုမလေးဟဲ့ညီတို့ဒီကီဆိုင်ရလဲလေ30လမ်းအလဲဆိုလို့ငါမှရှာလိုက်ရတာရောင်းလဲနေတာပဲငါလေဟိုရွာမှာလက်ကားပွင့်နေတာအေး ရပါတယ်ရှင်လက်လီရောလက်ကားရောရပါတယ်ရှင် အဲ့တော့ဟိုဈေးတော့ရောဘယ်လိုရှိလဲ ဒီတော့အတက်နိုင်ဆုံးတက်တက်တာနဲ့လုပ်ပေးပါတယ်ရှင် ငါ့ကိုလေ300ဘူးလောက်နော်ဟိုစာရေးကိရိယာစုံကုန်တော့ပေးထားလိုက်သိလားပတ်စံတွဲတော့မပူနဲ့ငါကမှဘန်ကထုတ်လာတာဟုတ်ပြီလားနော်နောက်တစ်ခုကဟိုဒီတို့ဆိုင်ကကားရိုက်တင်ပေးလား ဟုတ်ဘိုကနေလေးဆိုရင်ဂိတ်ချပေးပါတယ်ရှင် အဲ့ဆိုရင်တော့စိုးအောင်အဲ့ဒါဆိုရင်ငါပြောတဲ့အတိုင်းဟိုစင်းတေချာလုပ်ပြီးတော့တင်ပေးထားလိုက်ကားပါတစ်ခါတင်ပေးလိုက်ငါလိုက်ဆိုင်ရေးပေးကြမှာဟုတ်ပြီလား ကဲပါ အဲ့မှာတော့ဝယ်ကြနော်စာအုပ်ထွက်လာ
တိုင်းမြတိုင်းမယ်ပေါ့ အာတော်ဘာလို့ကြလဲဟမ် နေတော့ဘယ်သူတွေလဲရင် တော်ကြီးစီမှာပါလာတဲ့ပတ်စံတွေကုန်ထုတ်လိုက်စမ်း ဟဲငါတို့ရဲ့ဟိုအတော့မှာဘာပတ်စံမှမပါပါဘူး မလိမ့်နဲ့ပါတယ်ဟုတ်တယ်ပါတယ်မလိမ့်နဲ့ကျုပ်သိတယ်နော်ပတ်စံပါတော့ဆိုကျုပ်သိတယ်နော် ဩတကယ်ပြောတော့ငါတို့ရဲ့အတော့မှာဘာမှမပါဘူးငါတို့ရဲ့ အမေမနေ့ကပတ်စံတော့ထုတ်မယ်ဆိုပြီးပြောတာလေဒါဘာလို့မပါမှလဲ အမေပဲမနေ့ကဒီကောင်သူ့အမေကိုတပြပြန်တိုက်နေတာအဲ့မဟုတ်တော့ဒီကောင်အာမိုက်လိုက်တာငါသားရ ငါပြောတယ်မင်းလို့ခေါ်တယ်ငါလေဘာကြောင့်ဒီအတော့ဒီကြားဘူးရတယ်လို့ဘယ်မလဲနင်လာသားလာသားအော်အမေငါသားဟမ်နေစီငါလောက်စားထိုင်စားတာအားမရတယ်လို့နော်ငါအမေစီကပတ်စံမှာနေလူမယ်ပေါ့နင်တေဦးတာပြင်လားနင်တေဦးတာပြင်လား ကီရီဘီတော့တဲ့ပတ်စံမရှိလို့ပါဒါလို့အယောဒီမှာ အာ KTV သွားခြင်းလို့နော်အမေစီကနေတပြပြန်တိုက်တာဟုတ်ပြီရွာငန်သား တဲစားလို့ ကိုကိုစားပါဆို ငါလည်းစားလို့ကွာ ဒီမုတ်လေး ကို စား ကိုစားပါဆိုနေမှာ တဲစားလို့ပြောနေတယ် ကိုကိုစားလို့ စားပါ အဲ့ တ တော့ ယ် ချစ်ခါစားပါနော်တဲစားကို ကိုကိုစားပါဆိုနေမှာနဲ့ စားပါတယ်နော် ဟောအေးဟုတ်တယ်အေးရောဟုတ် နဲ့ပန်းသက်စင်ဒါလေးတော့နင်ညောင်းမစားတတ်ဘူးလား အေးဟုတ် အမကြည့်လား ဒီလိုဖောက်ဒီလိုစားအေးဟုတ် ဒါလေးတော့မစားတတ်ဘူး အေးကွာ ကောင်းလား ဟုတ်တယ်ရှိပါအဲ့လိုမျိုးနော်ရစ်တေလောက်ရင်တည်းလားအဲ့လိုမျိုးကိုလှုပ်ချင်တာတဲ့လားနော်အသွဲတွေအတိကနော်မိတ်ဆွေတို့နော်အဲ့လိုလှုပ်ကြတဲ့နော် brother တို့နော်နောက်ပြတာနောက်မှရှိတယ်ဗီဒီယိုကဒီလောက်ပါပဲပေါ့နော်အားလုံးပဲကြည့်ရတာတော့အဆင်ပြေမယ်လို့ထင်ပါတယ်ကဲကျွန်တော် Sky တို့နောက်ဗီဒီယိုမှာထပ်ပြီးတော့ပြန်တွေ့ကြမယ်အားလုံးပဲ see you bye bye